ဘုရားဘာသာဝင်တွေအနေနဲ့တတိထားစရာကောင်းတာလူတယောက်ဟာတေအံမူးမှုဖြစ်နေတဲ့အချိန်မှာတိတ်တိတ်ဆိတ်ဆိတ်နေပေးဖို့ဟိုစကားဒီစကားတွေမပြောဖို့ဟာတိတ်အရေးကြီးတယ်ပေါ့တေကဏီဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုလူတွေဟာတောင်မေးမြောက်မေးတွေမေးတတ်ကြတယ်ဗန်စာအောက်ကဘယ်သူစီထားခဲ့တာတော့လက်စွပ်ကဘယ်နှထားခဲ့တာတော့ရွှေကဘယ်နှသိမ်းထားခဲ့တာတော့အဲ့ဒါလို့ရင်အဲ့ဒီပုဂ္ဂိုလ်ကဘယ်တော့မှမဖြောင်းတော့ဘူးသတ်မှတ်ပြီအဲ့တော့အင်တမအရေးကြီးတယ်အဲ့ဒီအင်တမအရေးကြီးတယ်အဲ့ဒီအချိန်လေးမှာဘာတန်မှမကြားစေရအောင်တိတ်တိတ်ကလေးနေပေးရအေးသူ့အတွက်အကျိုးဖြစ်မဲ့တရားကိုလေးဖွင့်ပေးထားတာတော့ပိဋကတရားလေးရွတ်ပေးထားတာတော့ဘုရားကိုအာရုံပြုဖို့သူ့အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးထားတာတော့ဒီလိုလေးနဲ့တိတ်ဆိတ်ငြိမ်သက်စွာနေလို့ရှိရင်သူဟာကောင်းတဲ့အာရုံရသည့်အတွက်ကြောင့်ကောင်းမြတ်တဲ့ဘုံဘဝကိုရောက်သွားနိုင်မြတ်စွာဘုရားကိုယ်တိုင်ကနော်ကြည်နူးတဲ့စိတ်နဲ့တည်လို့ရှိရင်ကောင်းတဲ့သူတည်းရောက်တယ်လို့ထောက်အေးညဉ့်ညူးတဲ့စိတ်နဲ့တည်လို့ရှိရင်မကောင်းတဲ့ဘုံဘဝရောက်သွားနိုင်တယ်ကုသိုလ်ကောင်းမှုဘလောက်ပဲရှိရှိအဲ့ဒီအချိန်လေးဟာဒီထွက်ပေါက်လေးဟာသိအရေးကြီးတယ်လို့ဆိုတယ်သိအရေးကြီးတယ်အာတဏကံတေကဏိမှာလှုပ်လိုက်တဲ့ကုသိုလ်ကံကကဲတင်ပေးနိုင်တာလေအများကြီးရှိတယ်ပေါ့ဒါကြောင့်မို့အဲ့ဒီအချိန်မှာဆိုရင်ကိုယ့်ရဲ့မိဘဆွေမျိုးပဲဖြစ်စေဒီလိုသိအမှုမှုဖြစ်နေပြီဆိုလို့ရှိရင်တန်တန်ပြန့်ပြန့်နဲ့ဣန္ဒြေရရတိတ်တိတ်ဆိတ်ဆိတ်နေဖို့အမှန်တမ်းအရေးကြီးတယ်တောင်ပြောမြောက်ပြောလည်းမပြောနဲ့ငိုလည်းမငိုနဲ့အဲ့ဒီအချိန်မှာအတန်ထွက်အောင်ငိုရမယ့်အချိန်လည်းမဟုတ်ဘူးဟိုပြောဒီပြောရမယ့်အချိန်လည်းမဟုတ်ဘူးအထူးသဖြင့်လူမမာလာမေးတဲ့လူကတောင်မေးမြောက်မေးတွေလှုပ်တတ်တယ်အဲ့ဒါမျိုးတွေလူတွေဆိုတာဗမာတွေကဒီတောင်ကတော့ကြောမဲ့မထင်တော့ဘူးဒီပါတွေသွားမလုပ်နဲ့အဲ့ဒီအချိန်မှာသူကသူတောင်ကြောနေတာကိုသွားပြီးမကြောနိုင်တော့ပါဘူးလို့သွားမလုပ်နိုင်နဲ့အဲ့ဒါမျိုးတွေဟာအထောက်အကူမဖြစ်ဘဲနဲ့တွန်းချတာနဲ့ရေနစ်သူဝါကူရနှိမ့်တယ်ဆိုတာမျိုးလိုပဲအဲ့ဒီအချိန်မှာဒီပုဂ္ဂိုလ်ရဲ့ကောင်းရသူဂတိရောက်ဖို့လမ်းကိုပိတ်ဆို့လိုက်တာနဲ့အလားတန်တူသွားတယ်ပေါ့ဒါဟာအမှန်တမ်းအရေးကြီးတယ်ပေါ့အေးဖားလေးတောင်မှပဲချီနူးတဲ့စိတ်နဲ့သေသွားနတ်ဖြစ်တယ်နတ်သားဖြစ်တယ်နတ်သားဖြစ်ပြီးတော့သူကြည့်လိုက်တယ်ငါဘာကောင်းမှုရှိလို့ဆိုလိုက်ကြည့်သူဒါနလည်းမရှိဘူးသီလလည်းမရှိဘူးဘာဝနာလည်းမရှိဘူးအနိကလုပ်ခဲ့တာဘာရှိတယ်ဖျားဟောတဲ့တရားပေါ်မှာကြည်နူးတဲ့စိတ်ကလေးနဲ့သူစိတ်ကလေးကြည်နူးနေတာလေးပဲရှိတယ်အေးကောင်းမြတ်တဲ့အာယုန်တစ်ခုပေါ်မှာစိတ်ကလေးကြည်နူးမှုရဲ့အစွမ်းတတ္တိကြောင့်ဖြစ်လာတော့သူသိအံ့ဩသွားတယ်ဟာကုသိုလ်တရားရဲ့ဆွမ်းဆောင်မှုကကြီးမားလှချေလားနော်ပြောမယ်ဆိုရင်ဒါဘုရားကုံလေးကိုအာရုံပြုတော့အလွန်ကြီးမားတယ်ဒါကြောင့်သူဟာကျေးဇူးတင်လွန်အားကြီးလို့ဘုရားရဲ့အတန်လေးပေါ်မှာကြည်နူးတဲ့ကြောင့်အတိပ္ပယ်နားလဲတာမဟုတ်ဘူးချက်ချင်းဘုံမိမ့်မှနဲ့ဆင်းလာပြီးမြတ်စွာဘုရားကိုကျေးဇူးတင်လို့လာကြောတာကြောတဲ့အခါမြတ်စွာဘုရားကအေးကိုရောင်ကိုဝါနဲ့လာပြီးကြောတာဘယ်သူလဲလို့ဆိုတော့သူဟာမန္တိကောဟံပုရိအသိဒလိတောအေးမန္တုကောဟံပုရိအသိနော်မန္တုကောဥဒကေဆိုတော့ရေထဲမှာကျက်စားတဲ့ရေထဲကဖားလေးပါဆိုပြီးသူလျှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကတရားဓမ္မဟောလိုက်တဲ့အခါသူဟာအသိဉာဏ်ရှိတဲ့နတ်ဘဝရောက်သွားတဲ့အခါဘုရားဟောလိုက်တဲ့တရားလေးကိုနားလိုက်တာနဲ့သူကတတ်တာပါဖြစ်သွားကြည့်အဲ့ဒါပါတော့တပ္ပုရိတာတန်တေဝတတ္ထမတဝနာရဲ့အကျိုးပဲနော်တပ္ပုရိတာတန်တေဝသူတော်ကောင်းနဲ့ဆုံစည်းလိုက်တဲ့တတ္ထမတဝနာသူတော်ကောင်းတရားကိုနားလိုက်ရတယ်အေးနှလုံးသွင်းတာယောနိသောမနတိကာရနှလုံးသွင်းရင်ကနေပြီးတော့ဆင်ញင်စဉ်းစားတာဓမ္မနုဓမ္မပฏิပတ်တိဟောဒီအချက်၄ချက်နဲ့ပြည့်စုံသွားလို့သူကသောတပန်ဖြစ်သွားသောတပန်ဖြစ်သွားတယ်အဲ့ဒီသောတပန်ဖြစ်သွားတော့သူဟာဝန္တာအာရနော်နတ်ပြည်ကိုပြန်ပြီးတော့ကျေးဇူးတင်နတ်ပြည်မှာပြန်တက်သွားအဲ့တော့လှုပ်တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာကြိုးစားအထောက်မယ်ဆိုလို့ရှိရင်နောက်ဘဝရဖို့ရအမြဲတမ်းနီးကပ်တယ်ဖားတရဝါလေးတောင်မှအခွင့်အရေးတစ်ခုရလိုက်တာနဲ့တပြိုင်နက်လမ်းကြောင်းကတဲ့သွားသေးတာပဲအဲ့လိုဆိုလိုတယ်ပေါ့အဲ့တော့ဒီအခြေအနေကောင်း၄ရက်ကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားယောနိသောနတိကာရဓမ္မဓမ္မနုပฏิပတ်တိ
ပฏิပတ်တိရိတ်သားတွေမှာပဲဖြစ်စေတရားစခန်းတွေဝင်ပြီးတရားဓမ္မကျင့်ကြံနေကြတယ်ဟောတရားနာပြီးနှလုံးသွင်းဆင်ခြင်နေတယ်ယောနိသောမနတိကာရနဲ့ဓမ္မနုဓမ္မပฏิပတ်တိဟောတာရပြီဆိုလို့ရှိရင်သူတော်ကောင်းတွေရဲ့အရေးချင်း၄ရက်ပြည့်စုံဖို့ကြတော့အမှန်တမ်းနိကတ်သွားတယ်ပေါ့အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်ရဲ့အကောင်းဆုံးသောအရေးချင်းဆိုတာဘာလဲလို့မေးနံပါတ်1ကဗုဒ္ဓေအဝိစ္စပတာဒဓမ္မေအဝိစ္စပတာဒသံဃေအဝိစ္စပတာဒအရိယကန္တသီလဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဟာဖျားပေါ်မှာပညာနဲ့ကြည်ညိုတဲ့တရားရှိရဆိုလိုတာက blind faith လို့ခေါ်တဲ့တရားမဲ့ကြည်ညိုတာတန်ဖိုးမရှိဘူးအသိပညာနဲ့သိပြီးတော့ကြည်ညိုစိတ်ရှိရဒီလိုဆိုလို့ဆွဲဆွဲမြဲမြဲမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုသိပြီးတော့ကြည်ညိုတာကိုအဝိစ္စပတာဒလို့ခေါ်တယ်ဖះနဲ့ပတ်သက်လာလို့ရှင်လေအဝိစ္စပတာဒဘယ်တော့မှမပြောင်းလဲတော့ဘူးအသိဉာဏ်နဲ့ကြည်ညိုတယ်ဓမ္မေဝိစ္စပတာဒတရားပေါ်မှာလည်းပဲအသိဉာဏ်နဲ့ကြည်ညိုတယ်တန်ခေအဝိစ္စပတာဒရိယတန်ဃာတွေပေါ်မှာလည်းအသိဉာဏ်နဲ့ကြည်ညိုတယ်ဆိုတဲ့ဒီကြည်ညိုမှုတရားနဲ့ပညာ3ရအစွမ်းထက်တာဒီဒါဟာအရေးချင်းကောင်း3မျိုးပဲအဲ့ဒီအရေးချင်းကောင်း3မျိုးပြင်မှာအရိယကန္တသီလအရိယပုဂ္ဂိုလ်တွေမျက်နှိုးတဲ့သီလဆိုတာဘာကိုပြောတာတော့5ပါးသီလပဲဖြစ်တယ်ပေါ့5ပါးသီလကိုအရိယာတွေကအသက်တန်ဖိုးထားတယ်မျက်နှိုးတယ်လောကလူတွေတန်ဖိုးထားတာချင်းမတူကြဘူးလူတွေဟာအသက်ကိုတန်ဖိုးထားကြတယ်ဆိုပါစို့နော်ဥပုသ်ဆောင်တယ်ဆိုပါစို့ဥပမာပဲဥပုသ်ဆောင်တဲ့အခါမှာဘိုက်နာလို့ဆိုပြီးဥပုသ်ချလိုက်တယ်အဲ့ဒါဥပုသ်ကဒီအသက်လောက်တန်ဖိုးမရှိဘူးဆိုပုံစံရောက်သွားတယ်ပေါ့နော်ဥပုသ်ကိုတန်ဖိုးမထားဘူးအသက်ကိုတန်ဖိုးထားလိုက်တယ်ကိုယ်ခန္ဓာကိုယ်ကြီးကိုတန်ဖိုးထားလိုက်ရရောက်တယ်ဟောခန္ဓာကိုယ်နဲ့ခန္ဓာကိုယ်ကြီးကိုပြုစုဖို့ဥပုသ်ကိုဖယ်လိုက်တယ်ဆိုလို့ရှိရင်ဥပုသ်ကတန်ဖိုးနည်းသွားတယ်အဲ့ဒါလိုပဲ5ပါးသီလလဲကိုယ်တေမာကြောက်လို့သူများကိုတတ်လိုက်တယ်ကိုယ်တေမာကြောက်လို့သူများပစ္စည်းကိုယူတယ်စသဖြင့်တခုခုအကြောင်းပြုပြီးတော့သီလကိုချိုးဖျက်လိုက်တယ်ဆိုလို့ရှိရင်ဒါဟာအသက်ကိုတန်ဖိုးထားရရောက်ပြီးတော့သီလကိုတန်ဖိုးမထားရရောက်တယ်ပေါ့သောတပန်ပုဂ္ဂိုလ်တွေကြတော့သီလနဲ့အသက်ဘာကိုရွေးမလဲလို့ဆိုလို့ရှိရင်သီလကိုပဲရွေးမှာပဲအသက်ကိုမရွေးဘူးအသက်သိခြင်းသိပါစေသီလကိုတော့လုံးဝအဖြစ်မခံဘူးဒီလိုဆိုတန်ဖိုးထားတာချင်းกว่าလို့ပေါ့ပညာရှိသူတော်ကောင်းတွေကပြောတယ်ဒီခန္ဓာကိုယ်ခြေလက်အင်္ဂါတွေဆုံးရှုံးမယ်ခြေခန္ဓာကိုယ်ရဲ့ခြေလက်အင်္ဂါရဲ့ပစ္စည်းဥစ္စာရဲ့ဘယ်ဟာကိုရွေးမလဲတခုခုပေးရတော့မယ်ဆိုရင်ပတ်စံပဲပေးမယ်ကိုခြေလက်ထိမခံဟောနော်ဒဏ္ဏစစေအင်္ဂဝရတဟေတုကိုခန္ဓာကိုယ်ခြေလက်အင်္ဂါကိုကာကွယ်တဲ့အနေနဲ့ပစ္စည်းကိုပဲပေးတယ်ဟုတ်ပြီပစ္စည်းဥစ္စာနဲ့အင်္ဂါခြေလက်ဆိုရင်အင်္ဂါခြေလက်ကိုတန်ဖိုးထားတခါအင်္ဂါခြေလက်နဲ့အသက်ဘယ်သူကိုတန်ဖိုးထားမလဲဆိုအသက်ကိုတန်ဖိုးထားအင်္ဂါခြေလက်အဖြတ်ခံပြီးတော့အသက်မတည်ရင်ပြီးရောဆိုပြီးကိုကြဒါအင်္ဂါခြေလက်အပြစ်ခံပြီးတော့အသက်ကိုဒါဖြင့်ဓမ္မနဲ့ပတ်သက်လာတဲ့အခါအသက်နဲ့သီလအသက်နဲ့တရားဘယ်ဟာနဲ့ယူလဲလို့ဆိုလို့ရှိရင်သီလဓမ္မကိုယူရမယ်အသက်ကိုသိခြင်းသိပါစေဒါသူတော်စင်တွေရဲ့အတွေ့သူတော်စင်တွေရဲ့ခံယူချက်ဘာဖြစ်လို့လဲဆိုပစ္စည်းဥစ္စာဆိုတာဟာအသက်ဆိုတာဟာသီလနဲ့စာလိုက်လို့ရှိရင်တန်ဖိုးမရှိဘူးသီလရဲ့တန်ဖိုးကမတန်မှကြီးမားတယ်လို့ဆိုသီလကိုရွေးချယ်လိုက်ပြီးအသက်သိခံတယ်လို့သူတို့ဆိုတယ်အဲ့ဒါလို့အရိယသူတော်စင်တွေဟာ၅ပါးသီလနဲ့ပတ်သက်လာလို့ရှိရင်လုံးဝအထိကိမခံဘူးအထိကိမခံဘူး၅ပါးသီလကိုမျက်မျက်နှုံနှုံထိမ့်သိမ်းဆောက်ရှောက်တယ်ဒါဗုဒ္ဓဘာသာခေါင်းတယောက်ရဲ့အကောင်းဆုံးအရည်ချင်းတွေပဲဖြစ်တယ်ပေါ့
အဲ့ဒီအကောင်းဆုံးအရေးချင်းတွေကိုရရှိထားတဲ့ဗုဒ္ဓဘာသာဝင်တွေဟာနော်မြတ်စွာဘုရားအနေနဲ့အဲ့ဒီအကောင်းဆုံးသောအရေးချင်းရှိပြီဆိုရင်တဲ့ငါဟာအပယ်ကလွတ်ပြီတိရစ္ဆာန်ဘဝကလွတ်ပြီပြိတ္တာဘဝကလွတ်ပြီငရဲဘဝကလွတ်ပြီလို့ကိုကြည်ညာပြောဆိုနိုင်တယ်ကိုဟာသောတာပန်အဆင့်ပဲလို့ဆိုကိုသတ်မှတ်လို့ရတယ်လို့မြတ်စွာဘုရားကအဲ့ဒီလိုဟောတာဒီအရေးချင်းဟာအကောင်းဆုံးသောအရေးချင်းပဲဖြစ်တယ်ပေါ့ဒါဖြင့်အကောင်းဆုံးဆိုတော့ဒီတဲ့ကောင်းတဲ့အရေးချင်းမရှိဘူးလားဆိုဒါကအခြေခံအနေနဲ့အကောင်းဆုံးလို့ပြောတာနော်ဒီတဲ့ကောင်းတဲ့အရေးချင်းကတော့ယဟန္တာရတဲ့အရေးချင်းဟာဒီတဲ့တော့ကောင်းတယ်သို့တော့အခြေခံအားဖြင့်ဒါဗုဒ္ဓဘာသာဝင်တယောက်ရဲ့အကောင်းဆုံးအရေးချင်းဟာဒီလေးခုပဲအဲ့ဒီမှာခုနပြောတဲ့တပ္ပုရိတတန်တေဝတဓမ္မသဝနာယောနိသောမနတိကာရဓမ္မနုဓမ္မပฏิပတိဆိုတဲ့အကြောင်းတရား၄မျိုးဟာသောတပန်ဖြစ်ဖို့အကြောင်းတရား၄မျိုးသို့မဟုတ်ကြီးမားတဲ့အသိပညာရဖို့အတွက်အကြောင်းတရား၄မျိုးလို့ဒီလိုဆိုတယ်အခုပြောတဲ့ဗုဒ္ဓေဝိသပတာဒဘုရားပေါ်မှာအသိဉာဏ်နဲ့သက်ဝင်ကြည်ညိုမှုတရားပေါ်မှာအသက်ဝင်တဲ့အသိဉာဏ်နဲ့သက်ဝင်ကြည်ညိုမှုသံဃာမှာအသိဉာဏ်နဲ့သက်ဝင်ကြည်ညိုမှုအရိယာကန္တအရိယာတွေမျက်မျက်နှာနှာစောင့်တင်းတဲ့သီလနဲ့ပြည့်စုံမှုဆိုဒီအချက်၄ချက်ကြတော့သောတာပန်ပုဂ္ဂိုလ်ရဲ့အရေးချင်းလို့ဒီလိုဆိုတယ်အဲ့ဒါဟာဘုရားဘာသာဝင်တို့ရဲ့အကောင်းဆုံးသောအရေးချင်းလို့ဒီလိုပြောအောင်အဲ့တော့ဘုရားဘာသာဝင်ဖြစ်လာပြီဆိုရင်ဒီကောင်းတဲ့အရေးချင်းတွေကိုအပြည့်အဝမရသေးရင်လည်းနော်အတော်အသင့်ရကြိုးစားအထောက်ကြဒီအရေးချင်းမျိုးရနေအောင်ကြိုးစားအထောက်ရမယ်လို့ဒီလိုဆိုလိုတာပေါ့နော်မြတ်စွာဘုရားကဒီအရေးချင်းတွေဖြည့်လာပြီဆိုလို့ရှိရင်ဘယ်တော့မှအပယ်မလားတော့ဘူးနောက်ဆုံးမှာအထက်မက်ဖို့တွေကိုသာရပြီနော်နိယတဂတိဘဝဂတိဟာမြဲသွားပြီမကောင်းတဲ့ဘုံဘဝတွေကိုမရောက်တော့ဘူးလို့ဆိုတာဟာသေချာပေါက်ရှိတယ်ပေါ့ဘာကြောင့်သေချာတယ်လဲလို့ဆိုတာကိုမြတ်စွာဘုရားကမဟာနာမဘုရင်ကြီးကိုဟောကြားတာနဲ့ဆက်ဆက်ပြီးတော့မှတ်သားကြရမှာဖြစ်တယ်ပေါ့မဟာနာမဆိုတာမြတ်စွာဘုရားရဲ့မြတ်စွာဘုရားနဲ့ညီကိုတဝမ်းခွဲတော်တယ်ပေါ့သုတ်တော်ရဏမင်းကြီးရဲ့ညီတဦးဖြစ်တဲ့သက်ကောဒနာဆိုတဲ့ဘုရင်ရဲ့သားသုတ်တော်ရဏညီရဲ့သားမဟာနာမနဲ့အနုရုဒ္ဓလို့ညီကိုနှစ်ယောက်ရှိတယ်မဟာနာမဟာမြတ်စွာဘုရားတဲ့2လ3လကြီးတယ်လို့ဆိုတယ်သူဟာတဂရကံအဆင့်ထိရောက်ပြီးသားဖြစ်တယ်တဂရကံအဆင့်ထိရောက်တယ်သို့တော့လူဘုံလူဘဝသုတ်တော်ရဏမင်းကြီးတို့မရှိတဲ့နောက်မှာကပိလမြို့မှာဦးစီးခေါင်းဆောင်တယောက်အနေနဲ့နေရခဲ့တယ်ပေါ့ဦးစီးခေါင်းဆောင်အနေနဲ့နေရတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကပိလမြို့တော်နေကြောရာရုံအကြောင်းကိုရောက်ရှိသတင်းသုံးတဲ့အချိန်မှာဘုရားစီလာရောက်စိတ်ကပ်တယ်စိတ်ကပ်ပြီးတော့သူ့အတွေ့အကြုံလေးကိုသူရှောက်တယ်သူ့ရဲ့စိုးရိမ်စိတ်ကလေးကိုသူဖော်ပြဘယ်လိုဖော်ပြလဲဆိုအရှင်ဘုရားတဲ့မြတ်စွာဘုရားစီကျောင်းကနေတပည့်တော်အပြန်ညနေပိုင်းကပိလမြို့တဲကိုဝင်လို့ရှိရင်တဲ့လမ်းတွေကလည်းချင်းတယ်တဲ့ကပိလမြို့ဆိုတာလမ်းကလည်းချင်းတယ်လူဦးရေထူထပ်တယ်အဲ့တော့တခါတရံကြတော့ထိမ့်မနိုင်သိမ့်မရဖြစ်လာတဲ့မြင်းတွေထိမ့်မနိုင်သိမ့်မရဖြစ်လာတဲ့စင်စိုးတွေတခါတရံကြတော့ဒီအရက်မူးလာတဲ့လူတွေလမ်းမှာညနေပိုင်းဆိုရင်သွားဆုံတတ်တယ်ပေါ့ဆုံတယ်စဉ်းစားကြည့်လေတခါတရံဆင်ကလွတ်ပြီးပြေးလာတယ်ရှောင်းစရာလမ်းကလည်းကောင်းကောင်းမရှိဘူးမြင်းကလွတ်ပြီးတော့ပြေးလာတယ်အဲ့ဒီလိုဆိုရင်ကိုယ်နဲ့ရင်ဆိုင်တိုးပြီဆိုတဲ့အချိန်မှာလူတွေပါဖြစ်တယ်ကြောက်လန့်ကြမှာပေါ့နော်အဲ့ဒီမှာသူကမြတ်စွာဘုရားကိုရှောက်တယ်တပည့်တော်အဲ့ဒီလိုမကြာခဏဆုံတဲ့အခါမှာတဲ့တပည့်တော်စိတ်ဟာတည်ငြိမ်မှုမရဘူးပြန်စဉ်းစားကြည့်မိတယ်အခုလိုအချိန်မျိုးမှာငါတေးမြန်းသွားလို့ရှိရင်ငါလာရဂတိဟာကောင်းမှမလားလို့သူစိုးရိမ်စိတ်ဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုသူရှောက်ဒါပေမဲ့သူကတဂရကံပဲ
အဲ့ဒီချိန်မှာစိတ်ဟာကြည်လင်အေးမြနေတာမဟုတ်ဘူးကြောက်ရွံ့နေတဲ့စိတ်တွေဖြစ်တယ်ပေါ့ဆိုရင်စိတ်တွေနဲ့ဆိုသူကောင်းတဲ့သူဒီရောက်နိုင်မှာမလားလို့မြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားအကြောင်းနှစ်ခုပြတယ်အဲ့ဒီမှာတစ်ခုကဘာလဲလို့ဆိုရင်မဟာနာမဒုတိယသုံးပါမင်းဘာမှမစိုးရိမ်နဲ့တဲ့မင်းရဲ့စိတ်ဟာဒီခေါဏကပြောတဲ့ဗုဒ္ဓေအဝိသပတ္တာရဓမ္မေအဝိသပတ္တာရသံဃေအဝိသပတ္တာရအရိယကန္တသီလဆိုတာရှိတဲ့အပြင်မှာမကြာခဏနိဗ္ဗာန်ကိုအာရုံရောက်တဲ့စိတ်တွေရှိနေတော့နိဗ္ဗာန်ဘက်ကိုစိတ်ဟာအမြဲတမ်းညွတ်နေနိဗ္ဗာန်ကိုစိတ်ကကမ်းညွတ်နေတဲ့စိတ်ရှိတယ်ပေါ့အဲ့ဒါကြောင့်မို့ဘယ်လိုအခက်ခဲနဲ့ကြုံပြီးတော့ဘယ်လိုပဲတည်သွားတော့တည်တဲ့အချိန်ဟာနိဗ္ဗာန်ကိုကမ်းညွတ်တဲ့စိတ်ဟာပြန်ပေါ်လာပြီးတော့ကောင်းရသူဒီရောက်မှသိကြတယ်ကြောက်เสียမလို့ဘူးလို့မြတ်စွာဘုရားဒီလိုဖြေတစ်ခုပေးတယ်နောက်ပထမမဟာနာမတုတ်ကြမြတ်စွာဘုရားပြောလို့ဆိုမာဘာယိမဟာနာမမာဘာယိမဟာနာမဟာနာဘာမှမကြောက်နဲ့မင်းမစိုးရိမ်နဲ့တဲ့အဲ့ဒီအခြေအနေမျိုးဖြစ်နေပြီပဲလို့မင်းမကြောက်နဲ့မင်းရဲ့စိတ်ကိုတတ္တာသီလသုတ္တစာကပညာဒီအရေးချင်းကောင်းတွေရှိတယ်လူရဲ့စိတ်ကိုတရားနဲ့ထုံမွမ်းထားတယ်သီလနဲ့ထုံမွမ်းထားတယ်သုတ္တဆိုတာနဲ့ထုံမွမ်းထားတယ်စာကဆိုတာနဲ့ထုံမွမ်းထားတယ်ပညာနဲ့ထုံမွမ်းထားတရားနဲ့ထုံမွမ်းထားတယ်ဆိုသူကဖះချီညိုတဲ့စိတ်ရှိတယ်လေဘုန်းကြီးတို့တွေဒီဗုဒ္ဓဘာသာဝင်သူတော်စင်နေနဲ့ဖះအာယုံပြုတ်ပြီးစိတ်ကြည်နူးမှုရနေတာအဲ့ဒါတရားနဲ့ထုံမွမ်းတယ်လို့ခေါ်တယ်ကုသိုလ်ကောင်းမှုတွေလုပ်တဲ့တရားတရားတွေဖြစ်ပေါ်လာတယ်တရားနဲ့ထုံမွမ်းတယ်လို့ခေါ်တယ်လူရဲ့စိတ်ကလေးမှာတရားတရားဟာမကြာခဏဖြစ်ပြီးဒီစိတ်ထဲမှာတရားတရားဟာမကြာခဏဖြစ်ပေါ်နေတာမယ်တရားနဲ့ထုံမွမ်းတယ်တရားဆိုတာဘာလဲလို့ဆိုရင်မြတ်စွာဘုရားကိုအာယုံပြုပြီးကြည်နူးတယ်ဝမ်းသာတယ်ဆုံးဖြတ်နိုင်တယ်ဘုရားသာလည်းအမှန်ဆိုတာဆုံးဖြတ်နိုင်ကုသိုလ်ကောင်းမှုတွေပေါ်မှာစိတ်ဝင်စားတာတရားစိတ်ဝင်စားလို့စိတ်ကြည်တာတရားယုံတယ်ကြည်တယ်ဆိုရင်နှစ်ခုကုသိုလ်ကောင်းမှုတွေကိုအာရုံပြုပြီးစိတ်ထဲမှာကြည်နူးနေတရားဓမ္မကိုနာယူရင်းစိတ်ကြည်နူးနေတယ်ဒါတွေဟာတရားတွေလို့အဲ့ဒီကြည်နူးတဲ့စိတ်ဟာမကြာခဏကိုယ်တဏ္ဍာမှာဖြစ်ရအဲ့ဒါကိုတရားနဲ့ထုံမွမ်းတယ်လို့ခေါ်တယ်သီလနဲ့ထုံမွမ်းထားတဲ့စိတ်ဆိုတာဒီခုလို၅ပါးသီလခံယူပြီးတဲ့အခါတခါမှပြန်မစင်စားဘူးဆိုရဆိုစင်မဲ့ပါဏာတိပါတာဝေရမဏိသိက္ခာပရံသမာရိယာမိလို့ဆိုတယ်တခါမှကို၅ပါးသီလပြန်လည်စဉ်းစားတာမျိုးမရှိဘူးဆိုရင်ထုံမွမ်းတယ်လို့ပြောလို့မရနော်အဲ့တော့သီလနဲ့ထုံမွမ်းနိုင်ဖို့ကဘယ်လိုလုပ်ရနေ့စဉ်တစ်နေ့တစ်ချိန်ဖြစ်စေနှစ်ချိန်ဖြစ်စေငါဒီကနေ့သူများအသက်တတ်မိတာရှိသလားသူများဥစ္စာယူမိတာရှိလားသူတော်ဘာသာမယာပြစ်မှားမိတာရှိသလားမဟုတ်မတရားလိန်ဒီပြောကြပြီးတစ်ဖက်သားအကျိုးမဲ့အောင်လုပ်မိသလားဝိရစေဝလွတ်ကင်းလားကိုယ့်ကိုဆင်ញင်သုံးတဲ့ဆင်ញင်လိုက်တဲ့အခါအဖြစ်ထွက်လာလေလွတ်ကင်းနေအလုံးသူသီလဘာမှချိုးဖောက်တာမရှိဘူးဆိုရင်အဲ့ဒီအချိန်မှာငါဟာယဟန္တာပုဂ္ဂိုလ်ကြီးကျင့်တဲ့အကျင့်ကိုငါဒီကနေ့ပြည့်ပြည့်ဝဝကျင့်ရတယ်အကျင့်အားဖြင့်သောတာပန်သဂရကနာဂယဟန္တာအရိယပုဂ္ဂိုလ်ရဲ့အကျင့်ကိုကျင့်ရတယ်ကိုယ်စိတ်ထဲမှာကိုကြည်နူးလာအောင်စဉ်းစားအဲ့ဒါကိုထုံမွမ်းတယ်လို့ခေါ်တာနော်အဲ့ဒါကိုလှုပ်ဖြစ်အောင်လှုပ်ဒါလည်းကမ္မထမ်းပဲအဲ့ဒါလှုပ်လိုက်လို့ရှိရင်စိတ်ထဲမှာကြည်နူးဝမ်းသာလာလေရှစ်ပါးသီလစောင့်တည်ထားတဲ့ပုဂ္ဂိုလ်ကလည်းရှစ်ပါးသီလနဲ့ကိုယ့်ကိုယ်ဒီစဉ္ညာစဉ်းစားပြီးပီတိဖြစ်အောင်လုပ်အောင်ဒါကိုပဲသီလနုတ္တိလို့ခေါ်တာပဲလေအဲ့ဒါနဲ့စိတ်ထဲမှာကြည်နူးနေအောင်လုပ်အဲ့ဒီကြတော့မှသီလရဲ့အစွမ်းတကူတွေကတိုးတက်လာအဲ့လိုမဟုတ်ဘဲနဲ့သီလစောင့်တည်လာလိုက်ပြီးမေ့ထားလိုက်ဆိုလို့ရှိရင်တော့အတိုးတက်မှာမဟုတ်ဘူးပေါ့စိတ်ကိုထုံမွမ်းပေးရမယ်လို့ဆိုလို့ကိုလုပ်နေတဲ့အလုပ်တစ်ခုတတိကတ်ထားပြီးတော့မကြာခဏဆင်ញင်စဉ်းစားပီတိတွေဖြစ်အောင်ဝမ်းသာကြည်နူးမှုတွေဖြစ်အောင်စဉ်းစားဆင်ញင်တာဟာသီလပြိဘာဝိတာနှစ်ပေါင်းများစွာသီလတွေလုံအောင်ကျင့်ခဲ့တယ်ကျင့်တဲ့သီလတွေပေါ်မှာကျင့်တဲ့အာရမှုတွေဖြစ်အောင်စဉ်းစားတယ်
အဲ့ဒါသီလပရိဘာဝိတာလို့ခေါ်တယ်တုဒ္ဒပရိဘာဝိတာမြတ်စွာဘုရားဟောကြားတဲ့တရားတွေဓမ္မစကြာပဲဖြစ်ဖြစ်အနတ္တလက္ခဏာသုတ်ပဲဖြစ်ဖြစ်ပဋ္ဌာန်းပဲဖြစ်ဖြစ်မြတ်စွာဘုရားဟောကြားတဲ့တရားတွေရဲ့အဓိပ္ပာယ်ကိုနားလည်အောင်သင်ယူမှတ်သားပြီးတော့တရားတွေယူရင်စိတ်ထဲကကြည်နူးတဲ့စိတ်တွေဖြစ်အောင်ဒီလိုလုပ်အောင်နော်အဲ့ဒါလိုကြည်နူးတဲ့စိတ်ဖြစ်အောင်ကိုကြားထားတဲ့တရားဓမ္မတွေကိုနာယူမှတ်သားပြီးဆင်ញင်စဉ်းစားခြင်းဖြင့်တုဒ္ဒပရိဘာဝိတာကိုယ်စိတ်လေးဟာအကြအမြင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထုံမွမ်းထားတယ်အဲ့ဒီတရားတွေနဲ့ကိုယ်စိတ်ကိုထုံမွမ်းထားတယ်ကြည်နူးဝမ်းသာမှုတွေဖြစ်ရတယ်ဒီလိုဆိုဟောနောက်တစ်ခါစာခပရိဘာဝိတာနေ့စဉ်နဲ့အမျှကုသိုလ်ကောင်းမှုတွေလုပ်တယ်ကိုယ်အိမ်မှာနေရင်လည်းပဲနော်အားလုံးအတွက်ခွဲဝေပေးတယ်ကိုစားတဲ့ထဲကနေတလုံးတဆုပ်ပေးတယ်ဘယ်ခါပဲဖြစ်ဖြစ်တွန့်တိုခြင်းမရှိဘဲနဲ့အားလုံးကိုညီတူညီမျှစားကြပါစေဆိုတဲ့စာခစိတ်ကိုယ်တဏ္ဍာမှာရှိပြီးရင်ပြန်စဉ်းစားတယ်စာခနုတ္တိလို့ခေါ်တယ်ငါအရာတော်လိုက်တာငါတယောက်တည်းမစားဘူးအားလုံးနဲ့မျှဝေပြီးတော့စားတယ်ဆိုရင်ကိုယ့်ရဲ့ဒီကိုချင်းစာခနဲ့ပတ်သက်ပြီးတော့จิตနဲ့အာရလောက်အောင်ဆင်ញင်သုံးသပ်ကြည့်ရအဲ့ဒါလို့ဆင်ញင်သုံးသပ်ကြည့်တာစာခပရိဘာဝိတစိတ်လို့ခေါ်တယ်စာခနဲ့ထုံမွမ်းထားတဲ့စိတ်ဒါနကောင်းမှုလုပ်ပြီးတိုင်းပြန်စဉ်းစားတယ်ဘယ်တော့မှကြောင်းဆောက်လှူထားတယ်ဘယ်တော့မှဘာတွေလှူတယ်အမြဲတမ်းပြန်ပြန်စဉ်းစားပြီးတော့စိတ်ထဲမှာဝမ်းသာကြည်နူးမှုတွေကိုများများဖြစ်အောင်လုပ်ရအဲ့ဒီဝမ်းသာကြည်နူးမှုများများဖြစ်လေလေကိုယ့်ရဲ့စိတ်လေးဟာစာကားနဲ့ထုံမွမ်းလေလေဒီလိုဖြစ်တယ်ပေါ့နောက်တစ်ခုကျတော့ပညာပရိဘာဝိတာပညာပရိဘာဝိတာဆိုအဓိကဝိပဿနာပညာနဲ့ထုံမွမ်းထားဖို့လိုတယ်ဝိပဿနာပညာဆိုတာဘာကိုပြောတာလဲဆိုရင်ဖြစ်မှုပြက်မှုကိုသိတာတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ့်ကိုပြန်ပြီးတော့ဆင်ញင်တယ်ဆင်ញင်တဲ့အခါမှာငါတဏ္ဍာမှာယုတ်နဲ့နာနှစ်ခုပဲရှိတယ်နော်ယုတ်တရားဟာလည်းမမြဲဘူးနံတရားဟာလည်းမမြဲဘူးယုတ်နဲ့နာနှစ်မျိုးကလွဲလို့ငါလို့ပြောစရာလည်းမရှိဘူးငါဟာလို့ပြောစရာလည်းမရှိဘူးဒီနှစ်ခုလုံးဟာဖြစ်လာပြီးပျက်စီးသွားတာဖြစ်သောကြောင့်အနိစ္စပဲဖြစ်မှုပြက်မှုတွေဟာဒလဇတ်နှိမ့်ဆက်နေတာဖြစ်သောကြောင့်ဒုက္ခငါဘာမှတတ်နိုင်တာငါအလိုချဘာတစ်ခုမှမဖြစ်တာအနတ္တလို့အဲ့လိုကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့သဘာဝတရားတွေမမြဲတဲ့အနေအထားတွေမမြဲတာကိုသိလို့ဒုက္ခအနေအထားတွေကိုမတတ်နိုင်တဲ့ကိုယ်ဆန္ဒအတိုင်းဘာမှမဖြစ်တဲ့အနေအထားတွေကိုဆင်ញင်သုံးသပ်ရှုမှတ်နေခြင်းဟာပညာပရိဘာဝိတစိတ်လို့ခေါ်တယ်မပြတ်မပြတ်ဆင်ញင်စဉ်းစားရမယ်နောက်တစ်ခုတနည်းကြတော့ငါသေရအောင်မှာပဲသေခြင်းတရားကငါမလွတ်ဘူးတနေ့ကျငါအိုရအောင်မှာပဲအိုခြင်းတရားကငါမလွတ်သေးဘူးတနေ့ကျတော့ငါနာရအောင်မှာပဲနာခြင်းတရားကမလွတ်သေးဘူးလို့ဒီလိုဆင်ញင်သုံးသပ်မှုကလည်းပညာနဲ့ဆင်ញင်သုံးသပ်တာဖြစ်သောကြောင့်ပညာပရိဘာဝိတစိတ်လို့ခေါ်တယ်အမှန်တိုင်းခုလိုဆင်ញင်သုံးသပ်ထားတဲ့စိတ်လေးစွမ်းအားပြည့်လာကြည်တရားနဲ့ထုံမွမ်းထားတဲ့စိတ်သီလနဲ့ထုံမွမ်းထားတဲ့စိတ်တုဒ္ဒနဲ့ထုံမွမ်းထားတဲ့စိတ်စာကနဲ့ထုံမွမ်းထားတဲ့စိတ်ပညာနဲ့ထုံမွမ်းထားတဲ့စိတ်ဟာစွမ်းဆောင်မှုအားကောင်းတဲ့စိတ်လို့မြတ်စွာဘုရားမဟာနာမကသူစိုးရိမ်စိတ်တွေကိုမြတ်စွာဘုရားကိုရှောက်တယ်တပည့်တော်ခုလိုရန်သူအန္တရာယ်နဲ့ကြုံတဲ့အခါမှာအဲ့ဒီအချိန်လေးများငါမတော်တဆသေသွားရင်ကောင်းရသူတိရောက်ပါမလားလို့စိုးရိမ်စိတ်ဖြစ်တယ်ဆိုမြတ်စွာဘုရားကမဟာနာမမင်းမစိုးရိမ်နဲ့တဲ့ဘာမှမစိုးရိမ်နဲ့အဲ့ဒီသီလနဲ့တတ္ထာနဲ့ထုံမွမ်းထားတဲ့သီလနဲ့ထုံမွမ်းထားတဲ့တုဒ္ဒနဲ့ထုံမွမ်းထားတဲ့စာခနဲ့ထုံမွမ်းထားတဲ့ပညာနဲ့ထုံမွမ်းထားတဲ့ဒီစိတ်လေးဟာမင်းကိုထူးခြားတဲ့ဘက်ကိုရောက်အောင်ပို့ပေးမှာဘယ်တော့မှသူဟာအောက်ကိုဆွဲမချဘူးအပေါ်ပဲဆွဲတင်မှာဒီစိတ်ကကဲ့တင်သွားလိမ့်မယ်လို့မြတ်စွာဘုရားဟောတာနော်အဲ့တော့လူရဲ့စိတ်စွမ်းဆောင်မှုဆိုတာအလွန်အရေးကြီးတယ်မြတ်စွာဘုရားကရှင်းရှင်းလေးဟောတယ်လူရဲ့ခန္ဓာကိုယ်ဆိုတာတဲ့ဟုတ်လားကြီးစာခွေးစာလရစာဖြစ်ကြရင်မှာပဲမိရှုပြရမှာပဲရုပ်ခန္ဓာကိုယ်ကြီးကတော့မိရှုပြရမှာပဲသို့တော့
အခုလိုတတ္တသီလသုဒ္ဓဆာကပညာနဲ့ထုံဝန်းထားတဲ့စိတ်လေးကတော့အပေါ်ဆွဲသွားမှာပဲဆိုတာကောင်းရသူဂတိဘုံကိုရောက်အောင်သူတို့ကပို့လိုက်မယ်လို့ဒီလိုဆိုလို့တယ်ပေါ့ကောင်းရသူဂတိဘုံကိုသူတို့ကဆွဲဆောင်သွားလိုက်မယ်သို့မဟုတ်ထူးခြားတဲ့အသိဉာဏ်တွေရရှိတော့ဒီစိတ်တွေကဆွမ်းဆောင်ပေးလိုက်မယ်ကိုဖြတ်တန်းလာတဲ့ဘဝမှာကောင်းတာတွေလည်းလုပ်ကြတယ်ဆိုးတာတွေလည်းလုပ်ကြတယ်နောက်ဆုံးအချိန်ကလေးရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီအကောင်းအဆိုးတွေကိုလုပ်ခဲ့တဲ့အကောင်းအဆိုးတွေကအရေးတဖွယ်မိမိရဲ့စိတ်ကိုလွှမ်းမိုးပြီးတော့ပေါ်လာတတ်တယ်ဒါသိကြပါပဲတရားမူးမှုအချိန်ရောက်လာပြီဆိုလို့ရှိရင်ကိုလုပ်ခဲ့တဲ့လုပ်ရက်တွေကပြန်ပြီးတော့အိမ်မက်ထဲမှာလို့တကယ်ပဲမြင်ရတာလို့စိတ်အစဉ်မှာလွှမ်းမိုးပြီးတော့ပေါ်လာလိမ့်မယ်အဲ့လိုလွှမ်းမိုးပြီးတော့ပေါ်လာတတ်တာ၃မျိုးရှိတယ်ပေါ့ကိုလုပ်ခဲ့တဲ့ကံအာယုံကတစ်ခုကမ္မနမိတ်ဆိုတဲ့ထိုကုသိုလ်ကံအကုသိုလ်ကံကိုလုပ်တဲ့အချိန်တုန်းကပတ်ဝန်းကျင်အခြေအနေတွေကတစ်ခုဂတိနမိတ်ဆိုတာနောက်ဘဝဖြစ်ပေါ်လာမဲ့အရေးနမိတ်တွေကြိုတင်မြင်နေတာဟာတစ်ခုပေါ့သုံးခုရှိအဲ့ဒါကိုကံကမ္မနမိတ်ဂတိနမိတ်လို့ပြောတာတော့သေဂာနိပုဂ္ဂိုလ်မှာဒီသုံးမျိုးကပေါ်လာတတ်တယ်ပေါ့ကံဆိုတာဘယ်လိုကံမျိုးပေါ်လာလဲလို့ဆိုရင်ဘဝတစ်ခုကိုထုတ်လုပ်တော့မဲ့စွမ်းအားပြည့်တဲ့အခွင့်ရလာတဲ့ကံတရားတစ်ခုပါစိတ်အစဉ်ကိုလွှမ်းမိုးပြီးတော့အဲ့ဒီအချိန်မှာပေါ်နေတတ်တယ်အဲ့ဒီလိုပေါ်တာလဲဘယ်သူကြောင့်ပေါ်တာလဲဆိုရင်ကံတရားရဲ့စွမ်းရည်တတိတွေကြောင့်ပေါ်တာပဲဘယ်သူမှလာလုပ်ပေးတာမဟုတ်ဘူးကံတရားရဲ့စွမ်းရည်တတိနဲ့စိတ်အစဉ်ထဲမှာဒါတွေလာပေါ်နေအဲ့ဒီကံပေါ်နေတယ်ဆိုလို့ရှိရင်ဥပမာပဲလူတယောက်ကစိတ်ဆိုးခဲ့တဲ့ဒေါသနဲ့ပတ်သက်တဲ့ကံဆိုလို့ရှိရင်အဲ့ဒီချိန်မှာအဲ့ဒီစိတ်မျိုးတွေပေါ်လာစိတ်တွေတိုးနေတယ်စိတ်တွေဆိုးနေတယ်အရင်တော့ခံစားမှုမျိုးတွေခံစားနေရဒါမျိုးဖြစ်လာဟောကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်အရင်တော့ကမ္မထမ်းထိုင်နေတယ်ဘုရားကိုအောင်ပြုလို့အဲ့ဒီအခြေအနေတွေလာပေါ်လာပဲစိတ်စဉ်ထဲမှာအဲ့ဒီကံအာယုံပေါ်လာတတ်တယ်အဲ့ဒီလိုပေါ်လာတဲ့အခါကျတော့ကမ္မနမိတ်လို့ဆိုတဲ့အခြေအနေ conditions of ကမ္မဒါတွေလည်းလာတယ်တရားထိုင်နေတယ်ဆိုတဲ့အရေးပေါ်လာလို့ရှိရင်ဘုရားကနဲ့မှာတရားထိုင်နေဆိုရင်ဘုရားရုပ်ပွားတော့လေပေါ်နေပဲဘုရားကိုစီမိပန်းရေချမ်းတွေစက္ကထားတာတွေပတ်ဝန်းကျင်အခြေအနေတွေအကုန်လုံးစိတ်ထဲမှာအိမ်မက်မက်တယ်လို့လာပြီးတော့ပေါ်နေတတ်တယ်အေးမကောင်းတာလှုပ်ထားတဲ့ပုဂ္ဂိုလ်ကျတော့မကောင်းတဲ့အခြေအနေမျိုးတွေလာပေါ်တတ်တယ်ဆိုပါစို့တိရစ္ဆာန်တွေကိုတတ်ဖြတ်နေတယ်ဆိုရင်တိရစ္ဆာန်တွေကိုတတ်နေရတယ်လို့ဒေါသဖြစ်တယ်တိရစ္ဆာန်ကကိုယ်ရန်လုပ်တယ်ကိုကတိရစ္ဆာန်ကိုတတ်နေတယ်အဲ့ဒီပုံစံမျိုးတွေလာပေါ်တတ်တယ်ပေါ့ပတ်ဝန်းကျင်အခြေအနေတွေအကုန်လာပေါ်အဲ့ဒါကမ္မနမိတ်တွေပေါ်တယ်ခေါ်တယ်ဂတိနမိတ်ဆိုတာကြတော့ပေါ်ပုံပေါ်နည်းတွေမျိုးမျိုးပေါ့သို့သောစာပေကျမ်းဂန်မှာရေးထားတာကတော့လူပြေပြန်ရောက်မဲ့ပုဂ္ဂိုလ်တယောက်ဟာအမိဝမ်းရည်ကိုပေါ်တယ်လို့ဒါပေါ်နိုင်တာတခုပြောတဲ့သဘောပါတခြားနေ့နဲ့လည်းဂတိနမိတ်ပေါ်တယ်လို့ပြောနိုင်တယ်အဲ့ဒီဂတိနမိတ်ပေါ်တာပါလဲဆိုတေခါနေ့အချိန်မှာကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာတေငယ်စောနဲ့မျောသွားပြီဆိုတဲ့အချိန်လေးမှာအိမ်မက်ထဲလို့ဘာတွေပေါ်တတ်တော့လူပြေပြန်ရောက်မဲ့ပုဂ္ဂိုလ်ဟာမြို့တစ်မြို့ရောက်သွားတယ်အိမ်တအိမ်တွေ့တယ်အဲ့ဒီအိမ်ပေါ်တက်သွားတယ်ဟောဒါလည်းဂတိနမိတ်ပဲပေါ့အဲ့ဒီအိမ်ပေါ်သူတက်နေရတယ်လို့ပေါ်တယ်အဲ့ဒီအိမ်ကလူတွေကသူခေါ်သွားတယ်လို့ဒီလိုပေါ်တာမျိုးတွေပေါ့အေးနတ်ပြည်ရောက်တော့မယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းပဲနတ်ပြည်ကနတ်သားတွေကသူ့လာခေါ်နေကြတယ်ယထာကြီးနဲ့တင်းခေါ်သွားတယ်ဥယျာဉ်တွေဗိမ္မာန်တွေသူရောက်သွားတယ်ဆိုတဲ့အနေအထားမျိုးတွေပေါ်လာတယ်ပေါ့ကိုရောက်မဲ့နေရာတွေကိုကျွတ်တင်ပြီးတော့ထင်အောင်မြင်အောင်ဖြစ်လာတာမျိုးတွေဟာဒါဂတိနမိတ်လို့ခေါ်တယ်တကယ်ကိုမြင်ရတဲ့ဂတိနမိတ်ကလည်းရှိတတ်သေးတယ်ပေါ့တာမန်ပုဂ္ဂိုလ်တွေကတော့မမြင်ရဘူးဒီပြည့်ပုဂ္ဂိုလ်တွေကမမြင်ရဘူးအဲ့ကာယကံရှင်ကိုယ်တိုင်ကတော့တကယ်မျက်စိနဲ့မြင်နေတာဂတိနမိတ်ကတော့ရှိတတ်တယ်ပေါ့အဲ့ဒါမျိုးလည်းရှိတယ်ဓမ္မိကဥပဒကရဲ့ဝတ္ထုမှာဆိုရင်တ
ဓမ္မိကဥပဒကကြီးဟာအကြီးအကျယ်ယောဂဝိဒနာဖြစ်ပြီးတော့တေကဏီဆက်ဆက်ရောက်နေတဲ့အချိန်မှာယဟန်နေပြင်ပြီးတော့မဟာသတိပ္ပံတုတ်ကိုနားနေတယ်အဲ့ဒါလို့တရားနာနေတဲ့အချိန်မှာနတ်ပြည်6ထပ်ကနာယထာတွေသူ့အိမ်ဝရောက်လာပြီးတော့ခေါ်ကြတယ်ကျွန်တော်ယထာနဲ့လိုက်ခဲ့ပါကျွန်တော်တို့ဘုံကိုလိုက်ခဲ့ပါနဲ့ဆိုပြီးတော့အလူရဲ့ခေါ်ကြတယ်ပေါ့။နော်ခုခေတ်စိုက်ကားသမားမြက်လဲသမားတွေလို့ဒီမှာပေါ့ခေါ်ကြတယ်ယထာစိတ်တို့သင်္ဘောစိတ်တို့အလူရဲ့အဲ့ဒါခေါ်တာလို့ပဲသူတို့ကခေါ်တဲ့အခါယဟန်တွေရဲ့မဟာသတိပ္ပံတုတ်ရွတ်ထာကိုနားနေတဲ့တခါကြီးကမပြောတော့ဆိုနေကြပါအောင်ဆိုင်းကြပါအောင်ဆိုင်းကြပါအောင်လို့ပြောသူကတကယ်မြင်နေတာအဲ့ဒါမြင်တာတရားနာရင်သူ့လားခေါ်နေတာအတန်လေးလည်းကြားဆိုင်းကြပါအောင်ဆိုင်းကြပါအောင်ဆိုတော့ယဟန်တော်တွေကဟာတို့ရခိုင်းတာဖြစ်မယ်ဆိုပြီးတော့ဆက်မရွတ်တော့ရပ်သွားကြအဲ့ဒီချိန်မှာသူကမျောသွားတယ်ပေါ့ယဟန်တော်တွေပြန်သွားတော့မှပြန်တတိရလာတဲ့အခါမိသားစုတွေကငိုးနေကြတယ်ဘာဖြစ်လို့ငိုးနေကြလဲသူကပြန်လဲလာတော့မေးဩခုနကအဖေပဲတန်ဃာတော်တွေပြင်တရားနာတာရပ်ပါအောင်ဆိုင်းပါအောင်ဆိုင်းပါအောင်ဆိုလို့ကိုတော်တွေပြန်ကြွအောင်ပြီဆိုတော့ငါကိုတော်တွေကိုပြောတာမဟုတ်ဘူးတဲ့လာပြီးတော့ခေါ်နေကြတာဟုတ်ပါနတ်ပြည်ကယထာတွေလာခေါ်နေဟုတ်ဘက်မှာမမြင်ကြဘူးလားလို့ဆိုသူကမှမမြင်ဘူးသူ့အဖေကြောင်ကရမ်းနဲ့ပြောတယ်ပဲထင်ကြတယ်ပေါ့အေးအဲ့ဒါလို့ဆိုရင်ငါမျက်စိကသေချာမြင်နေတာအဲ့တော့ပြဘယ်ဘုံဟာအကောင်းဆုံးလို့မေးတဲ့အခါဘုရားလောင်းနေနေတဲ့တုတိတာဘုံဟာအကောင်းဆုံးပဲဆိုပြီးတော့ပန်းကုံတကုံတောင်းပြီးတော့အဲ့ဒီတုတိတာဘုံကနိုင်ထားလှမ်းပြီးတော့ပြစ်ပြီးချိတ်လိုက်တဲ့အခါပန်းကြတော့မြင်ရတယ်အဲ့ကြတော့ယထာကိုတော့မမြင်အောင်ဩအဲ့ဒါဆိုလို့ရှိရင်သူ့မျက်စိနဲ့တကယ်မြင်ရတဲ့ဂတိနမိတ်ပဲပေါ့တကယ်မြင်ရတဲ့အနေအထားတစ်ခုပဲပေါ့ထို့တူပဲအနာဂံဥပဒကစိတ်ဓာတ်သူကျွဲဆိုတဲ့တခါကြီးရတယ်ပဲတရားမှုအချိန်မှာအလုံးမိသားစုကဝိုင်းပြီးတော့နေတဲ့အချိန်မှာနှုတ်ထဲကနေပြီးတော့ပြောတာဘာတွေပြောတော့အေးဒါလည်းပဲမမြဲပါဘူးဒါလည်းပဲမမြဲပါဘူးဒါလည်းပဲမခိုင်မာသေးပါဘူးမျက်ရှိတဲ့ရာမဟုတ်ပါဘူးအဲ့လိုပြောတော့မိသားစုကထင်ဩအဖေတေကန်ကြီးကြောက်လို့ရောင်းနေတာပဲလို့ဒီလိုအောင်းပဲတော့တေကန်ကြီးမှာပြောတတ်တယ်အဲ့ဒါပြောဘေးကလူကအဲ့ဒါရောင်ပြီးတော့ပြောနေတယ်လို့ထင်အဲ့တော့တတိလဲလာတဲ့အခါပြန်ပြီးတော့ဘာဖြစ်လို့အဲ့ဒါပြောတာတော့ဆိုမဟုတ်ဘူးတဲ့တယောက်တည်းစကားပြောတာမဟုတ်ဘူးတဲ့ငါနာမှာလာတယ်နတ်တွေလာတယ်တဲ့လာပြီးတဲ့အခါနတ်တွေကပြောတာတထေးစိတ်ကူးမလွဲနဲ့သူတို့နတ်ဘုံဟာပျော်စရာကောင်းတယ်အဲ့ဒီကိုစိတ်ညွတ်လိုက်အဲ့ဒီစိတ်ညွတ်လိုက်ရင်အဲ့ဒီနတ်တွေကိုရောက်လာမှာအဲ့လိုလားလာပြောကြတာလားလာပြောလို့အေးမင်းတို့ဘုံလည်းမမြဲပါဘူးကွာမင်းတို့ဘုံလည်းမမြဲပါဘူးထာဝရဘုံမဟုတ်ပါဘူးလေငါကပြောတာတဲ့သူတို့နဲ့စကားပြောနေတာဟောဒီလိုဆိုလို့ရှိရင်သူ့ရဲ့ဂတိနမိတ်တွေဟာလည်းပဲထင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့ဟောအဲ့တော့ဂတိနမိတ်ထင်ပုံထင်နည်းတွေကတော့အများကြီးပဲအေးငရဲကြမဲ့ပုံကိုဆိုလို့ရှိရင်ငရဲမီးတွေထင်တတ်တယ်ခွေးနဲ့ကြီးတွေထင်တတ်တယ်ကြောက်စရာကောင်းတဲ့လူကြီးတွေကလာပြီးတော့ဆွဲခေါ်သွားတာလို့ဒါမျိုးတွေထင်တတ်တယ်တဲ့ဒါကြောင့်မလို့အေးမျက်လုံးကြီးပြူးပြီးတော့ရုပ်ကံပြီးသေသွားရင်တော့သေကြတာပဲအဲ့ဒါသူလာဆွဲခေါ်နေလို့သူလန့်တဲ့သဘောပေါ့နော်အဲ့ဒီလိုသေကံဒီအချိန်မှာဆိုလို့ရှိရင်လူတွေဟာမျိုးမျိုးမနေ့တုန်းကအမေရိကန်ကနိုင်ငံကလာတဲ့အမျိုးသမီးတစ်ယောက်ကသူက nurse မှာဆေးရုံကြီးတွေမှာသေကံဒီခြေနေမကောင်းတဲ့လူနာတွေကိုပြုစုဆောင်ရှောက်ရတဲ့ nurse အဲ့တော့လူတွေသေးသေးသွားကြတဲ့အခါမှာသူကအမျိုးစုံမြင်ဘူးတယ်တချို့လူတွေကရုန်းကန်ပြီးတော့သေသွားတယ်တချို့လူတွေကပြန်လီတိုက်ခိုက်ပြီးတော့သေသွားတယ်တချို့လူတွေကမျက်လုံးကြီးပြူးပြီးတော့သေသွားတယ်ကြောက်စရာလန့်စရာမြင်လို့ကြောက်ပြီးတော့သေသွားတယ်လို့တချို့လူတွေကြတော့ပြုံးပြုံးကလေးနဲ့သေသွားတာဟောလူမျိုးစုံသေတာတွေကိုသူကအနိကပ်ပြီးတော့ကြည်ရအဲ့ဒါတွေကဘာကြောင့်လို့ပေးဘူးတယ်အဲ့တော့ဘုရားဘာသာတရားတော်အရာကြတော့ခုနပြောတယ်ကံကမ္မနမိတ်ဂတိနမိတ်တွေတွေ့နေတဲ့အခါမှာလူတွေရဲ့မျက်နှာအခြေအနေဟာပျော်စရာတွေတွေ့တဲ့အခါကျတော့ပြုံးတာပေါ့နော်ကြောက်စရာတွေတွေ့တဲ့အခါကျတော့မဲ့တာပေါ့ယုံနာခံတာပေါ့အဲ့တော့ကြောက်စရာလန့်စရာတွေတွေ့တယ်ဆိုရင်မကောင်းတဲ့နမိတ်တစ်ခုပဲပေါ့
ပြောစရာတွေတွေ့လို့ပြုံးပြီဆိုလို့ရှိရင်တော့အဲ့ဒီလူကကောင်းတဲ့ဘုံရောက်တာသိကြတယ်အေးဒါကြောင့်မလို့အဲ့ဒီအချိန်မှာကိုလုပ်တဲ့ကံတရားတွေဟာအရိပ်သက်ခွဲမိမိစိတ်ကိုလွှမ်းမိုးပြီးတော့လာတတ်တယ်အဲ့ဒါလို့လွှမ်းမိုးလာပြီဆိုလို့ရှိရင်နောက်ဆုံးစိတ်ကလေးတွေလာအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကလေးကကိုင်းညွတ်နေပြီးတော့အဲ့ဒီစိတ်ထဲမှာပေါ်လာတဲ့အာယုံဟာခွာလို့မရဘူးခွာလို့မရဖယ်ပြစ်လို့မရဘူးဘာဖြစ်လို့ဖယ်ပြစ်လို့မရလဲလို့ဆိုရင်အဝိဇ္ဇာကအဲ့ဒီအချိန်မှာလွှမ်းမိုးထားလိုက်တယ်စိတ်ကိုလွှမ်းမိုးထားအဝိဇ္ဇာကလွှမ်းမိုးထားပြီးတော့နေတဲ့အချိန်မှာတဏှာဆိုတဲ့အတွေ့အတာကနေပြီးတော့သဘောကျဥပမာမယ်ဆိုတော့မကောင်းတဲ့ဘဝတောင်မှပဲသူကတွေ့တာအောင်တဏှာကနေပြီးတော့တွေ့တာမှုကိုပေးထားတယ်အဲ့ဒီလိုတွေ့တာမှုပေးထားလို့ဒီစိတ်အစဉ်လေးဟာဒီအာယုံပေါ်မှာညွတ်နေတဲ့ဆိုတဲ့အချိန်လေးမှာကံတရားကနေဘဝတည်းတစ်ခုကိုပြစ်ချလိုက်တယ်တဲ့သုံးခုပေါင်းပြီးတော့အလုံးလုံးတဲ့သဘောပေါ့အဝိဇ္ဇာကအာယုံရဲ့အပြစ်တွေကိုမမြင်အောင်ကွယ်ပေးထားတယ်အမှန်မမြင်နိုင်အောင်ကွယ်ပေးထားတယ်မဟုတ်တာတွေမြင်နေတယ်နော်မရှိတာတွေကိုမြင်နေတယ်အဲ့ဒီမြင်တဲ့အပေါ်မှာတဏှာကညွတ်ကိုင်းစေတယ်တဏှာကညွတ်နေတဲ့အပေါ်မှာကံတရားကနေစီမံပြီးတော့ပြစ်ချပေးလိုက်တယ်ဒါနဲ့ဒီဘဝလည်းအဆုံးသတ်အောင်နောက်ဘဝတစ်ခုရောက်သွားတယ်ပေါ့အဲ့တော့ရောက်သွားတယ်ဆိုတာဘယ်သူရောက်သွားတာတော့ဆိုဘယ်သူမှရောက်သွားတာတော့မဟုတ်ဘူးအကြောင်းနဲ့အကျိုးပဲနော်ဒီဘဝစိတ်အစဉ်တစ်ခုအဆုံးသတ်သွားတာနဲ့တပြိုင်နက်ကံတရားကဖန်တီးလိုက်တဲ့အတွက်ကြောင့်ဘဝတည်းတစ်ခုမှာဝိညာဏလို့ဆိုတဲ့ဝိပါကစိတ်လေးပေါ်လာတာပြောတာအဲ့ဒီဝိပါကစိတ်လေးဟာမသေးခင်ကယူထားတဲ့အာယုံလေးရဲ့အပေါ်မှာသူကနေရအဲ့ဒီဝိပါကစိတ်လေးဟာကံဆိုတဲ့ရေလွှာပေါ်မှာပေါက်ဖွားတာဖြစ်လို့ကံမှန်ခိတ္တံလို့မြတ်စွာဘုရားခေါ်တယ်အဲ့ဒီမှာတဏှာကနေထောက်ကူပြုတာဖြစ်သောကြောင့်တဏှာတဏေဟောဘဝတည်းတစ်ခုမှာဝိညာဉ်ဆိုတဲ့မျိုးစေ့လေးဟာကံဆိုတဲ့မြေလွှာပေါ်မှာတဏှာဆိုတဲ့ရေအစေးလေးလောင်းထိလိုက်တဲ့အတွက်ကြောင့်မျိုးစေ့လေးကနေပြီးတော့အပြစ်ကလေးဆင်းပြီးတော့အမြောက်ကလေးပေါက်တာလို့ဘဝတစ်ခုအတိအကျပြန်တာပေါ့အဲ့ဒီသဘောကိုမြတ်စွာဘုရားကသင်္ခါရပစ္စယဝိညာဏကံတရားကဖန်တီးတာလို့ဘဝတစ်ခုမှာဒီလိုဆိုတာပေါ့အဲ့တော့အဲ့ဒီနေရာမှာဘဝတစ်ခုကချက်ချင်းရောက်သွားတာဈာထဲမှာဘဝမရှိသို့တော့ဒီနေရာမှာအယူအဆတွေမတူညီတာတွေရှိတယ်ပေါ့ကံဆိုတဲ့ရေလွှာပေါ်မှာဝိညာဉ်ဆိုတဲ့မျိုးစိတ်တွေတဏှာဆိုတဲ့ရေစိတ်လေးလောင်းထည့်လိုက်တဲ့အခါဘဝတည်းတစ်ခုမှာပြန်ပြီးတော့အစာပြုတ်လာကြတယ်အဲ့ဒီအဓိပ္ပာယ်ကိုဖော်ပြလို့ရတလောကလုံးသက်ရှိတ attva တွေမှန်သမျှဟာသင်္ခါရပစ္စယဝိညာဏဘဝပစ္စယဇာတိလို့ဆိုတဲ့ပရိစ္ဆသမုပ္ပါကုသလာကုသမံကမ္မံဝိပါကနံခန္ဓာနံကမ္မပစ္စေနပစ္စယောကုသလံအကုသလံကမ္မံဝိပါကတဥပနိတယပစ္စေနပစ္စယောလို့ပဋ္ဌာန်းဒေသနာတော်မှာဟောထားတဲ့အတိုင်းပရိစ္ဆသမုပ္ပါနဲ့ပဋ္ဌာန်းဒေသနာတော်မှာဟောထားတဲ့အတိုင်းဘဝတစ်ခုဟာကိလေသာရဲ့ကံရဲ့နှစ်ခုပေါင်းစပ်ပြီးတော့ထုတ်လုပ်ကြတာဖြစ်တယ်အဝိဇ္ဇာကအမှန်မသိရအောင်အာယုံရဲ့အပြစ်ကိုမမြင်အောင်ဖုံးကွယ်ပေးထားတယ်ဖုံးကွယ်ပေးထားသည့်အတွက်ကြောင့်တဏှာကတွေ့တာမှုကိုပေးလာတယ်အဲ့ဒီအချိန်မှာကံကအာယုံပေါ်မှာပြစ်ထည့်ပေးလိုက်တယ်အာယုံပြုတ်နေတဲ့စိတ်အစဉ်လေးကိုပြစ်ချပေးလိုက်တယ်အဲ့ဒီပြစ်ချပေးလိုက်သည့်အတွက်ကြောင့်ဘဝတစ်ခုကအစာပြုတ်လာခဲ့ကြတယ်ဒီနေရာမှာတချို့ကအယူဆရှိတာရှိတယ်လူတယောက်သိဆုံးသွားပြီဆိုလို့ရှိရင်ဝိညာဉ်ကလေးကအိမ်မော်က9ရက်မဆင်းဘူးဆိုပြီးတော့ပြောကြတာရှိသေးတယ်နော်တိဘက်လူမျိုးတွေယုံကြည်တာကတော့49ရက်ဂျပန်နိုင်ငံကဂျပန်တွေလည်းပဲ spirit ဆိုတာသူတို့ယုံကြည်ကြဒါလူမျိုးတိုင်းတွေဟာရှိတဲ့သဘောရှိတယ်အတ္တအသက်လက်ပြဝိညာဉ်ဟောညမာတွေကြတော့လက်ပြလို့ခေါ်ဝိညာဉ်ကောင်လို့လက်ပြလို့
လူအသက်ကလေးဟာဘဝတစ်ခုအစပြုဖို့အတွက်ခြောက်တန်းဖို့နေရာလေးတစ်ခုရှားနေတော့အဲ့ဒီရှားမတွေ့သေးလို့ခိတ္တခဏနားခိုတဲ့အန္တရာဘဝဆိုတဲ့ဂျာကာလာဘဝကလေးတစ်ခုရှိသေးတယ်လို့ဒီလိုအယူဆတရားတွေပေါ်လာခဲ့တယ်ပေါ့သို့တော်လည်းဘုရားမြတ်စွာဒေသနာတော်အရကြည့်မယ်ဆိုလို့ရှိရင်မသိခင်ကတည်းကကြွတင်ပြီးတော့ပြင်ဆင်ပြီးသားဖြစ်နေပြီမှတ်ပုံတင်လိုက်ပြီးသေကံဒီအချိန်မှာကံတရားကနေပြီးတော့ဘယ်ပုံကိုပို့တယ်ဆိုတာမှတ်ပုံတင်ထားပြီးသားပဲအဲ့ဒီပုံမှာလွဲချော်မှုမရှိဘဲနဲ့ရောက်တော့မှသိကြပါတယ်ဂျာကာလဆိုတာမရှိပါဘူးဘဝတစ်ခုကဂျာကာလဆိုတာမရှိဘူးလူဘဝကတည်သွားလို့ပြိတ္တာဖြစ်ရင်လည်းပြိတ္တာအဲ့ဒီပြိတ္တာတို့တစေတရေတို့လူတွေကခေါ်ပြီးတော့မကျွတ်ဘူးနဲ့ပြောနေကြတာတန်တရားကမကျွတ်သေးရင်ကိုယ်လည်းမကျွတ်သေးဘူးပဲเนาะတစေတရေမှာမကျွတ်တဲ့တတ်တော်ကမဟုတ်ဘူးအလုံးကမကျွတ်တဲ့ပုဂ္ဂိုလ်တွေကြီးပဲသို့တော့အစွဲလန်းတစ်ခုကြောင့်ကိုမမြင်ရတဲ့ဘုံဘဝရောက်နေတာကြတော့ဝိညာဉ်လောကလို့လူတွေကခေါ်ကြတယ်မမြင်ရလို့ခေါ်တာပေါ့လူတွေမျက်စိနဲ့မမြင်ရတာတွေအများကြီးပဲပေါ့သို့တော့ကံတရားကနေစီမံဖန်တီးပေးလိုက်လို့ဘဝတွေ32ပုံမှာရှိတယ်ဘုံဘဝတွေကဘုံဘဝတစ်ခုသူဟာရောက်ရှိသွားတာပဲလူတွေနဲ့အနည်းဆုံးဖြစ်တာတော့ခေါင်းကပြိတ္တာဘုံဆိုတာအဲ့ဒါမျိုးပေါ့ပြိတ္တာဘုံကရောက်နေပြီဆိုလို့ရှိရင်တော့စားရမယ်တောက်ရမယ်နေစရာမရှိစားစရာမရှိပြိတ္တာဘုံရောက်တယ်ဆိုရင်နည်းနည်းတော်သေးတယ်လို့ခေါ်သူ့ရဲ့ဆိုတာနှစ်ပုံကြံသေးတယ်ငရဲနဲ့တရိစ္ဆာန်ဟောပြိတ္တာဘုံရောက်တဲ့ပုဂ္ဂိုလ်ကအမြလေးဝေလို့တာရုခေါ်လိုက်ရင်ကောင်းကောင်းမွန်မွန်နေလို့ရသေးတယ်ပေါ့တရိစ္ဆာန်တို့ငရဲတို့ဆိုတာတော့မသေးမချင်းကံမကုန်မချင်းသွားရောဒီတိုင်းပဲဒုက္ခခံရမယ်ပေါ့အေးဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေကချိုးချိုးတင်းတင်းသင်္ခါရပစ္စယဝိညာဏကံတရားတွေဖန်တီးလို့ပရိသေစိတ်လေးနဲ့အကျိုးဝိဘတ်စိတ်တွေဖြစ်ပေါ်လာရတယ်ဆိုတာမြတ်စွာဘုရားရဲ့ဒေသနာတော်ကိုမှတ်သားနားလည်ပြီးပဋ္ဌာန်းဒေသနာတော်မှာပါတဲ့အတိုင်းကုသိုလ်ကံအကုသိုလ်ကံတွေကအကျိုးတရားကိုကာမပစ္စည်းနဲ့ခြေစုပ်ပြုတယ်ဥပါဒေတရားပစ္စည်းနဲ့ခြေစုပ်ပြုတယ်ဒီစွမ်းရည်တွေကိုအသုံးပြုပြီးတော့အခုလိုဝိညာဏဆိုတဲ့အကျိုးတရားကိုဖန်တီးပေးနေတာပါလားလို့အကြောင်းနဲ့အကျိုးကိုဆင်ញင်သိမြင်ကြပြီးတဲ့အခါမှာတို့တွေမကောင်းတဲ့အကြောင်းတရားကိုလုပ်ပြီးလို့ရှိရင်မကောင်းတဲ့အကျိုးတရားတွေရမှာဖြစ်တယ်ဒါကြောင့်မကောင်းတဲ့အကျိုးတရားအကြောင်းတရားတွေကိုရှောင်ရှားလို့ကောင်းတဲ့အကြောင်းတရားတွေကိုရအောင်ကြိုးစားမှတော်မယ်လို့ကိုယ်စီသိမြင်တဲ့ဉာဏ်နဲ့ကောင်းတဲ့အကျိုးအကြောင်းတရားတွေအကျိုးတရားတွေကိုရစေနိုင်တဲ့ကောင်းတဲ့အကြောင်းတရားကိုကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာအေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာအေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗေတမုဟတာအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသာတဗေပူဇာညှဉ်းနှောင်းကိလေသာအစရတဟုသမျှတို့သည်တဘုဒ္ဓပိဉ္စဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောဒီဒီဘဝကိလေသာဟုဘုခသိင်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးပြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝင်ညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင့်၍
မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တ